ရွှေပြင်းလေးနဲ့တောင်မုံရတော်ဝင်ရွှေပြင်းညောင်တို့ဟာနော်ထာမင်းထံမှာသူရဲကောင်းစတိတော်တွေအဖြစ်အမှုထမ်းခဲ့ကြပါတယ်။ရန်သူနေမိတ်တွင်စီကိုလှုပ်ဝက်ထုတ်ပေါက်ဝင်ရောက်ရတဲ့အထူးစတိတော်တွေအဖြစ်ပင်အမှုထမ်းခဲ့ကြတယ်။သူတို့ဟာတရုတ်ပြည်ဥတီဘွယ်ရဲ့ပူရတော်သောတများကိုလှုပ်ဝက်ထုတ်ပေါက်ဝင်ရောက်ပြီးဥတီဘွယ်ရဲ့ခန္ဓာကိုယ်ပေါ်တွင်ထုံးပြူနေမင်းသုံးချောင်းဆွဲပြီးနေရန်ပေါ်တွင်လည်းနော်ထာမင်းကြီးရတံကိုရေးသားခဲ့တယ်လို့ဆိုကြပါတယ်။အဲ့ဒီအဖြစ်အပျက်တွေပြီးနောက်ပိုင်းမှာပုံပုံထင်ရှားကျော်လာခဲ့တယ်။အဲ့ဒါတွေကြောင့်အင်အားအစမကားကြီးမားလာတဲ့တရုတ်စစ်တပ်ကြီးနဲ့တရုတ်ဘုရင်တို့တောင်ကြောက်ရွံ့ထိတ်လန့်ပြီးမြန်မာတို့နဲ့ငြိမ်းချမ်းရေးစာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်။ပကံပြီးဥတီဘော်တို့အကြားအရေးတော်ပုံတွင်အောင်မြင်စွာမှုထမ်းခဲ့ပြီးနောက်ပိုင်းတွင်မှာတော့အဲ့ဒီနောက်နှစ်ဦးကကွက်မြရှင်ခံခဲ့ရပါတယ်။မန္တလေးမြို့ရဲ့မြောက်ဘက်တောင်မိုးရက်မှာတည်ထားပြီးဇေယီတဆူထပ်မဆောက်လုပ်မိနေရမှာသူတို့ညီတော်နှစ်ဦးကပါဝင်ရညှဉ်းပန်းခဲ့တဲ့ဖြင့်ရာဇမန်ချခြင်းကိုခံခဲ့ရတယ်လို့ရေဘူးကအပြီးဆိုကြပါတယ်။သူတို့ညီတော်နှစ်ဦးပေါ်အညှိုးလေးထားရှိတဲ့သူတွေဟာဇေဒီမှာအုံနှချက်နေရာကိုနော်ထာမင်းမင်းသားစီအလုပ်ထားခဲ့ကြပါတယ်။နော်ထာမင်းဟာအမှုသွားလာကိုစုံစမ်းကြနာစစ်ဆေးတော်မူပြီးမှတော့သူတို့ညီတော်နှစ်ဦးကိုအမိတ်တော်မနာခံသည့်ပြစ်ဒဏ်မျှသာပေးရန်ရရသက်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ညီတော်တို့ဟာပြစ်ဒဏ်အစားတပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ညီတော်နှစ်ဦးကိုတပ်ဖြတ်ပြီးနောက်မှာနော်ထာမင်းရဲ့ဖောင်တော်ဟာရွေလျားရေးမရပဲဖြစ်နေခဲ့ပါတယ်။အဲဒီလိုဖြစ်တာဟာချစ်ပင်းညီတော်တို့ကိုတပ်ဖြတ်တာမလိုလားတဲ့မိတ်ဆွေမင်းမှုတန်တို့ရဲ့အတန်လေးစန္ဒပြကန့်ကွက်ရှင်းနေကြောင်းလည်းဖြစ်ပေါ်ရန်ရှိရတူပါတယ်။အဲ့ဒီအချိန်ကတော်ဝင်သမောသားတို့အများစုများမှာဘာသာပွဲတွေပဲဖြစ်ကြပါတယ်။အိန္ဒိယလူမျိုးနန်းနေပညာရှိပုံနာပြပုံနာမဲတွေကချစ်ပင်းညောင်တို့ဟာနော်ထာမင်းကြီးဟာတစ္ဆာဆောင်တည်စွာအမှုထမ်းခဲ့ပေမဲ့မတရားပြစ်ပေးခံရပြီးနတ်အဖြစ်သို့ဘဝပြောင်းသွားကမကျင်တဲ့ချက်ကိုဖော်ပြသည့်အနေနဲ့တော်ဝင်ဖောင်တော်ရဲ့တက်မကိုဆက်ကင်ထားလို့ဖောင်တော်ဟာယူလီယာမရဖြစ်နေသည်ကိုပဲခြောက်ထားခဲ့တယ်။အဲ့ဒီလိုခြောက်တဲ့အခါမှာနော်ထာမင်းဟာချစ်ပင်းညောင်နှစ်ဦးအားရည်စူးပြီးနှစ်ကုန်းကြီးနှစ်ခုကိုစောက်လုပ်စေပြီးလူတို့အားထွန်းကြီးညောင်ကိုကိုယ်ပါသစေခဲ့တယ်။စောင်းအားကြီးတဲ့ဗံမြတ်တွေကိုတောင်တက်ဖြတ်ရှင်းနေနိုင်တဲ့ရွှေဘင်းကြီးညောင်တို့ရဲ့မိတ်ဆွေတွေအမျိုးတွေကိုကျဉ်းတဲ့စေရန်တေလုံတော်တဲ့သူတို့ရဲ့အစိမ်းနှက်ကိုလူတွေကိုဝယ်စရာပြဆောက်လုပ်ပြီးနှက်ကုန်းဆောက်လို့ရင်အလေးဟာချင်းမြမှာဘင်းတို့ပြုလုပ်လိရှိတဲ့ဂျာသပရိရဲ့တမျိုးလည်းဖြစ်ပါတယ်ဒီလိုနဲ့တောင်မျိုးရွာဟာငါးရခန့်စီကားသောတောင်မျိုးပွဲတော်ကြီးကိုနှစ်စဉ်ကျင်းပရာဌာနတစ်ခုဖြစ်လာခဲ့တဲ့မန္တလေးမြို့မြောက်ဘက်14ကီလိုမီတာအကွာရှိတောင်မျိုးရွာတွင်နှက်ကုန်းပေါင်း900ခန့်ရှိပြီးနှက်ကုန်း200နီးပါးသည့်ရွာ၏အကျော်ကြားဆုံးမင်းသားညီနောင်ဖြစ်ကြသည့်ရွှေပြင်းလေးတို့အားရည်စူးရေးကိုးဝယ်ထားပါတယ်ယနေ့တန်းအယုံကြည်ရှိသူများကတော့နှက်ကုန်းနှင့်ညီနောင်တို့ဦးတို့အားကိုးကွယ်ကြစမြဲဖြစ်ပါတယ်အဒီလိုကိုးကွယ်သူတွေဟာမိအိုးဖလာဗုဒ္ဓဘာသာကိုများဖြစ်ကြပြီးဟောသားကိုရှောင်ကြပါတယ်ယနေ့တိုင်းနှစ်စဉ်စီကတိုင်းမဲ့သောကျင်းပမဲ့တောင်ယုံပွဲတော်ကိုပွားရောက်မယ်ဆိုရင်ဘတ်စကားသုံးဖို့ကားပေါ်မှာတဝူတယောက်မြောက်ဝတ်သားကိုတည်ဆောင်သွားခြင်းမပြုရဟုယုံကြည်နေကြတဲ့ဖြစ်ပါတယ်ချီကွဲဖွယ်ရာကွန်မြတ်မှုကိုအကြောင်းခံတဲ့အုံနှချက်စာနေရာလို့ကိုယနေ့တိုင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်